Happy Father Day ပါမိတ်ဆွေတို့ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကားလေးတစ်စီးရောင်းချပေးမှာဖြစ်တယ်။ဘာကားလေးလဲဆိုတော့ Toyota Corolla Fielder ဖြစ်တယ်။ဒီကားလေးကရန်ကုန်လိုင်စင်ဖြစ်မယ်။နံပါတ်က H8 ဖြစ်မယ်။အယောင်ကတော့အမဲရောင်ပဲဖြစ်မယ်။ကျွန်တော်ပြောနေကြတဲ့အတိုင်း Chelsea မှာ NZE 141နဲ့လာမယ်။သူက 0.5 ဖြစ်မယ်။ပြီးတော့ 2W ဖြစ်မယ်။စစ်ဆက်ဂီယာဘောက်ဖြစ်မယ်။ push start ဒီပါမယ်။ Aircon digital ဖြစ်မယ်။ပြီးတော့ပေါင်ဝင်းလို့၄ချက်ပါမယ်မော်ရီကတော့2006လိပ်ဖြစ်မယ်ဝီတက်ထင်းမှာတော့2006ပဲထွက်ပြင်မယ်သူက2006လိပ်ဖြစ်သွားတဲ့အတွက်ကားရဲ့အပြင်ပုံစံကြီးပြောင်းသွားပြီသူက1007ပုံစံကြီးဖြစ်သွားပြီပြီးတော့ HL တော့ grade ဖြစ်တဲ့အတွက်အတွင်းကထိုင်ကုန်အနောက်ထိုင်ကုန်အကြီးကြီးဖြစ်သွားပြီဒီကားလေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့ဈေးအတက်ကြတွေအရင်များနေတဲ့အတွက်လူချင်းမင်းတို့ဖုန်းလေးကျွန်တော်တစ်ချက်လောက်ဆက်သွယ်ပေးပါကျွန်တော်ဖုန်းနံပါတ်ကတော့3999988188ရှိမယ်ပြီးတော့နောက်တစ်လုံးက3996633626ရှိမယ်ဒီကားနဲ့ပတ်သက်ပြီးတော့တခြားသိကျင်တာရှိရင်လည်းဖုန်းဆက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒီကားလေးကအယိုးစေးအတိုက်ခိုက်လုံးဝမရှိပါဘူးဒီကားလေးကိုလူချင်းမင်းကြိုက်နှစ်သက်တယ်ဆိုရင်လည်းလူချင်းမင်းနှစ်သက်ရာရင်စစ်ဌာနတွေအင်ဂျင်နီယာတွေစီမှာရင်စစ်ဆေးနိုင်ပါတယ်ကျွန်တော်ဘက်ကအာမခံမိနိုင်တာတော့ကားရဲ့အတိုက်ခိုင်နဲ့ကားအုံနာဘုတ်စာရွက်စာတမ်းတွေအားလုံးမှန်ကန်ကြောင်းကိုကျွန်တော်အာမခံမိနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဟယ်ရီပါနောက်တဲ့ဗီဒီယိုများမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်